ချူchannel မှာပြန်ဆိုပါရယ်ချူကဒီနေ့မှာကြတော့ဒီပုံလေးနှစ်ပုံအကြောင်းပြောပြမှာပါဒီပုံလေးထဲမှာဘသူကချူလို့ထင်တယ်ချူကဒါလည်းပြပါရယ်ချူကိုနန်းနေရပါချူကိုကအရင်ရင်နေပါရယ်တော်တော်လေးပျော်နေပုံရပါတယ်ဒီပုံလေးထဲမှာရောချူကဘသူထင်တယ်အဲ့ဒါတော့ရှင်းနေပါတဲ့နေရာထဲရှိတော့ချူကဒီပုံလေးပါချူကိုနန်းနေတာပါဘာဖြစ်လို့လဲဆိုတော့ချူကိုနမ်းလိုက်တဲ့အတွက်ကြောင့်ချူကိုပြန်နမ်းတာပါအားကြောင့်မို့ချူကအရင်ပြောလိုက်ပါတယ်အားကြောင့်မို့ချူကဒီနှစ်ပုံကိုချူရန်ကြိုက်ပါတယ်ချူခန်းထဲမှာလည်းတိချက်ထားပါတယ်ချူအခုလောက်ပြသွားမယ့်ဟာလေးကကြတော့ချူဒီနှစ်ပုံကိုပုံဆွဲထားတာပါကဲအားလုံးပဲဒီနှစ်ပုံကိုချူပုံဆွဲထားဆိုတော့ယုံကြလားညိုရင်တော့ဒီမှာပါချူပုံဆွဲထားပါတယ်မာလေးပဲဖြစ်ပါရဲ့မာလေးပါလိုမျိုးလေးပါဒီပုံလေးကကြတော့ဘယ်ပုံလဲဆိုတော့ဒီပုံလေးပါအားလုံးပဲတူရင်တော့ like လုပ်ပါမတူရင်တော့ subscribe လုပ်သွားပါတော်တော်လေးလည်းချစ်ဖို့ကောင်းပါရဲ့မပါလိုမျိုးလေးပါမပါမျိုးလေးပဲဖြစ်ပါတယ်ရလည်းချစ်ဖို့ကောင်းပါတယ်ချူမေရဲ့ပတ်စံအကိုပါချူကဒီထဲမှာ like ဆွဲလိုက်ထားပါဒီမှာပါချူမေရဲ့ပတ်စံအိတ်ကဒီလိုမျိုးလေးပါဒီပုံလေးကိုချူကဒီမျိုးဒီလိုဆွဲလိုက်တာပါဒီမှာပါဒီပုံလေးကကြတော့ချူကိုပုံမှာချူကိုကဂျပန်မသွားခင်ချူလေစိတ်ကိုလိုက်ပို့တော့ချူကိုနောက်ဆုံးနန်းလေးတစ်ခုပေးလိုက်တာပါချူကိုကအရင်ပြောလို့ဒူးတောင်ကိုပေးလိုက်ပါသေးတယ်ချူကလည်းပြုံးနေခဲ့ပါတယ်ပြီးတော့ရင်တော့ချူနောက်ပုံဆွဲထားပါတယ်အဲ့ဒီပုံလေးကတော့ဒီပုံလေးပဲဖြစ်ပါတယ်ချူကိုနမ်းနေတဲ့ပုံလေးပါဒီမှာပါချူဆွဲတဲ့ပုံလေးကတော့လက်တွေ့ပုံကတော့ဒီပုံလေးပဲဖြစ်ပါတယ်အားလုံးပဲပုံနှစ်ခုရှင်းကြည့်လိုက်ပါချူပုံဆွဲတော့ရဲဆိုတာအားလုံးသိသွားမယ်လို့ထင်ပါတယ်ဒီပုံလေးလည်းမလာဘူးဆိုရင် subscribe လေးလုပ်ဖို့မမေ့နဲ့အောင်နော်လာရဆိုရင်တော့ like လေးလုပ်သွားပါအောင်နော်ပြီးတော့ရင်တော့ဒီဗီဒီယိုလေး share လိုက်ပါအောင်နော်အားလုံးပဲချူရဲ့ပကြီးကိုနှစ်သက်ကြရဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေး subscribe လေးလုပ်ကြအောင်အားလုံးပဲbye bye